င်းချောင်းစိတ်ညစ်လို့ပါကွာမိမသိရလားစူညမလုံးနဲ့အိမ်ငါစင်သွားမနော်အရက်ကိုတောက်ပြီးမူဝီယူပြီးဟဲပစိုးကိုဆက်လွယ်တိုင်းထင်ရပဲဆိုင်တော့မယ်ရက်တောက်တာမင်းချောင်းစိတ်ညစ်လို့ပါကွာမိမသိရလားစူညမလုံးနဲ့အိမ်ငါစင်သွားမနော်ရံဖိုးလေးပေးပါပြောစကားနာထောင်မယ်အိမ်မှာပဲတောင်းမယ်မိမနာမှာပဲတောက်ပြီးရင်စားမယ်စားပြီးရင်အိမ်မယ်အလုံးတော့ကြိုးစားကွာချစ်တဲ့မိမလေးရဖို့တော့မမှန်ပဲပူညမလုံးနဲ့အိမ်ငါတို့သွားမနော်ရက်တောက်တာမင်းချောင်းစိတ်ညစ်လို့ပါကွာမိမသိရလားစူညမလုံးနဲ့အိမ်ငါစင်သွားမနော်